တကြံဒါမှမဟုတ်တခြားပွဲလန်းသဘင်တွေမှာမတန်ဆွမ်းသူတွေရောပါဝင်ဆင်နွှဲခွင့်ရရဲ့လားကျောင်းစေးရုံစေးကန်ဈေးဝယ်စင်တာလိုအခြေခံအဆောက်အဦတွေမှာတောင်မတန်ဆွမ်းသူတွေအတွက်လက်လန်းမီမှုမရှိသေးတဲ့မြန်မာပြည်မှာပွဲလန်းသဘင်တွေမှာပါဝင်ခွင့်အကြောင်းရေးရတာဟာတချို့အတွက်တော့ဖတ်ရတာရေးစရာဖြစ်နေပါလိမ့်မယ်ဒါပေမဲ့မတန်ဆွမ်းသူတွေအတွက်တောင်းဆိုပေးဖို့ပိုတတိထားမိလာစေဖို့ဆိုတာခုလိုအချိန်ခါတင်တိုက်ဆိုင်နှုန်းကိုမပြောရင်ဒီကိစ္စကဘယ်တော့မှတတိပြုမိကြမှာမဟုတ်လို့ပြောရတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။တကြမ်းဆိုတာမြန်မာပြည်သူတိုင်းရဲ့အပျော်ဆုံးအချိန်ပါ။ဒါပေမဲ့လူတိုင်းလို့ပြောတဲ့အခါမတန်ဆွမ်းသူတွေကိုမိကြံရစ်တာမျိုးမဖြစ်စေချင်ပါဘူး။ကျမတို့စီမှာမတန်ဆွမ်းသူတယောက်ကတကြမ်းလဲခြင်းနဲ့ကမ်းခြေသွားခြင်းနဲ့ဆိုရင်အန်ရများတဲ့အိမ်မှာပဲနေပါဆိုတဲ့မိသားစုရဲ့တားဆီးမှုကိုအရင်ကြုံရတယ်လို့ဒီအခြေအနေနဲ့တောင်ဥပမာဂျိုင်းတောင်းနဲ့တောင်ဝှီချဲနဲ့သွားနေရတာတောင်လဲကျင်သေးတာလားဆိုတဲ့ပတ်ဝန်းကျင်ရဲ့အကြည့်တွေကိုလည်းရင်ဆိုင်ရပါတယ်တကယ်တော့ပြဿနာကသူတို့မှရှိနေတာမဟုတ်ပဲကျမတို့ရဲ့ပွဲတော်တွေနဲ့အပန်းဖြေစရာနေရာတွေကမ်းခြေတွေကလက်လန်းမီမှုမရှိတာပါတိုးတက်တဲ့နိုင်ငံတွေမှာတော့ပွဲတော်အခမ်းအနားတွေစီစဉ်ပြီးဆိုရင်လက်လန်းမီဖို့ကိုမဖြစ်မနေထည့်သွင်းစဉ်းစားပါတယ်ဝှီချဲသုံးသူတွေအတွက်တီးတန့်စင်အမြင့်တွေထားပေးသလိုအတန်နဲ့အလင်းတံမခံနိုင်တဲ့သူတွေအတွက်တိတ်ဆိတ်တဲ့နေရာတွေပါဖန်တီးပေးထားတယ်။တဲတောင်မြင်ပေါ်မှာဝှီချဲနဲ့တွားလို့ရအောင်အထူးလုပ်ထားတဲ့လမ်းခင်းဖြာတွေသုံးပြီးရေစက်အထိတွားလို့ရအောင်လုပ်ပေးထားပါတယ်။ရေထဲထိဆင်းလို့ရတဲ့ရေပေါ်မှာပေါ်တဲ့ဝှီချဲ floating wheelchairs တွေပါရှိနေတဲ့အတွက်သူတို့လည်းလှိုင်းစီးရတဲ့အရာတာကိုအပြည့်အဝခံစားနိုင်ကြပါတယ်။ဒီလိုပါဝင်ခွင့်ရတာဟာသူတို့အတွက်တီးတန့်အခွင့်အရေးမဟုတ်ပဲပုံမှန်အရာတစ်ခုလိုဖြစ်နေပါပြီ။ကျမတို့စီမှာတော့ပွဲတော်တွေနဲ့ကမ်းခြေတွေမှာဝှီချဲနဲ့တွားလို့ရတဲ့လမ်းလျှောဆိုတာမရှိသလောက်ပါပဲ။လူတိုင်းတန်းတူညီမျှပါဝင်ခွင့် inclusion ဆိုတာပွဲတစ်ခုဒါမှမဟုတ်အဆောက်အဦတစ်ခုကိုစပြီးစီစဉ်ကြတဲ့ကဘသူတွေကြံရိတ်ခဲ့မလဲလို့တွေးတောစဉ်းစားပေးတာကနေစတင်တာပါ။မတန်ဆွမ်းသူတွေဟာလည်းလူသားတွေကလူသားမှုပျော်ရွှင်မှုကိုခံစားကြင်ကြပါတယ်။သူတို့ကိုအိမ်မှာပဲနေခိုင်းတာဟာအကာအကွယ်ပေးတာမဟုတ်ပဲသူတို့ရဲ့လူသားဆန်တဲ့ပျော်ရွှင်ခွင့်ကိုပိတ်ပင်လိုက်တာပါပဲအများပြည်သူနဲ့ဆိုင်တဲ့နေရာတွေနဲ့ပွဲလန်းသဘင်တွေမှာလက်လန်းမီဖို့ထည့်သွင်းစဉ်းစားတာဟာမတန်ဆွမ်းသူတွေအတွက်မျက်နှာသာပေးတာမဟုတ်ပဲလူသားအလုံးတန်းတူညီမျှပျော်ရွှင်ခွင့်ရအောင်အတားအဆီးတွေကိုဖယ်ရှားပေးလိုက်တာပါမြန်မာပြည်မှာတော့ဒီလို inclusive ဖြစ်ဖို့ဆိုတာအလန်းဝေးနေသေးပေမဲ့အခြေအနေကောင်းလာတဲ့တစ်နေ့မှာမတန်ဆွမ်းသူတွေကိုမိကြံမရစ်စေဖို့အခုကတည်းကတတိထားစဉ်းစားထားဖို့လိုပါတယ်